Hello အားလုံးပဲမင်္ဂလာပါအတီနာပါရှင်ဒီနေ့မှာတော့အတီနာကဒီမနက်စာကိုဘလို့အစားအစာမျိုးရွေးချယ်စားသုံးသင့်လဲဆိုတာနဲ့ပတ်သက်ပြပြပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာမပြောခင်မှာဆိုလို့ရှိရင်မနက်စာကဆိုရင်အမတန်မှအရေးကြီးပါတယ်အဲ့တော့မနက်ခင်းမှာရတဲ့ဒီ energy နဲ့တစ်နေ့တာလုံးကိုဖြတ်တန်းရတာပေါ့နော်ပြီးရင်ဦးတွေကဆိုလို့ရှိရင်လည်းမနက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ထဲကိုရလာတဲ့ဒီအစားအသောက်ကိုပေါ့နော် 100% စုပ်ယူတာပေါ့နော်ဒါကြောင့်မို့လို့တချို့ဆရာဝန်တွေဆိုလို့ရှိရင်ဒီအားဆေးကိုမနက်ခင်းမှာတောက်ခိုင်းတာပေါ့နော်အဲ့တော့ဒီရရှိတဲ့အာဟာရကိုအကုန်လုံးဒီခန္ဓာကိုယ်ထဲကိုရောက်စေခြင်းလို့ပေါ့နော်ပြီးလို့ရှိရင်ဒီမနက်စာစားသုံးခြင်းနဲ့မနက်စာကိုဘယ်လိုစားလဲပုံမှာမူတည်ပြီးတော့ပေါ့နော်ဒီလူတွေရဲ့ဒီကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်လားမနေထိုင်လားဆိုတဲ့ဒီအချက်တွေမှာတော့မနက်စာကိုဂရုပြုပြီးစားပေးခြင်းနဲ့နော်မနက်စာလွတ်ခြင်းမလွတ်ခြင်းပုံမှာမူတည်ပြီးတော့ဒီအချက်ကဆိုရှင်တော့အချက်တစ်ရက်ပါဝင်တာပေါ့နော်အဲ့ဒီခါကျတော့မနက်စာကိုဘလို့အစားအစာမျိုးတွေရွေးချယ်စားသုံးသင့်လဲပေါ့နော်အဲ့တော့နံပါတ်1အဲ့တော့အချက်က9ချက်ရှိတယ်ပေါ့နော်အဲ့တော့နံပါတ်1ကပါလဲဆိုလို့ရှင်ဂျုံနဲ့လောက်ထားတဲ့စားတောက်တွေပေါ့နော်ဥပမာနော်ကိုရီစားလေးရှိတဲ့အီကြာကွေးတို့နံပြားတို့ပေါ့နော်တခြားဂျုံနဲ့လောက်ထားတဲ့ပစ္စည်းတွေပေါ့နော်ဒီလိုလောက်ထားတဲ့အစားတောက်တွေဒါမျိုးတွေကိုစားလို့ရတယ်ပေါ့နော်အဲ့တော့ဂျုံနဲ့လောက်ထားတဲ့အစားတောက်တွေကဆိုလို့ရှိရင်နှလုံးကျန်းမာရေးကိုလည်းကောင်းစေတယ်ပေါ့နော်ပြီးလို့ရှိရင်အဝလုံနာကိုလည်းထိန်းပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအစာချေစနစ်ကိုလည်းကောင်းစေတယ်ပေါ့နော်အဲ့တော့မနက်စာအနေနဲ့စားသုံးမယ်ဆိုလို့ရှိရင်လည်းအရန်ဟိုမှာတင့်တော်တဲ့ထဲမှာပါတယ်ပေါ့နော်နံပါတ်2ကကျတော့ဗာလဲဆိုလို့ရှိရင် no နဲ့ no ထွက်ပစ္စည်းပေါ့နော်no နဲ့ no ထွက်ပစ္စည်းတွေကဆိုလို့ရှိရင်အများကြီးပါမယ်ပေါ့နော်ဥပမာဒိန်ခဲဒိန်ချင်းပေါ့နော်ပြီးရင်အများကြီးပါတယ်ပေါ့ဒီလိုပစ္စည်းတွေကဆိုလို့ရှိရင် calcium ဓာတ်တာမကပဲねတခြားဒီ protein တွေနော်တခြား mineral vitamin နဲ့ mineral တွေပါပါတယ်တဲ့ကြောင့်မို့လို့ဒီမနက်စာအနေနဲ့စားသုံးမယ်ဆိုလို့ရှိရင်အရန်ကိုသင့်လျော်တယ်ဥပမာအသက်40ကျော်တဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ဒီလိုစားသုံးပေးခြင်းအပြင်เนาะအယိုးပွားယောဂတွေကိုလည်းကာကွယ်ပေးနိုင်တယ်ပေါ့နော်ရေရှည်မှာเนาะနံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင်ဥအမျိုးမျိုးပေါ့နော်ဒီဥတွေနဲ့ပတ်သက်ပြီးတော့เนาะအတီနာအရင်တော့ကတော့ဗီဒီယိုမှာ share ပေးဖို့တယ်အဲ့ဒီဥဗီဒီယိုလည်းဒီအောက်မှာ link ချထားပေးမယ်ပေါ့နော်စိတ်ဝင်စားရင်တော့ဝင်ကြည့်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒီဥတွေမှာဆိုလို့ရှိရင်เนาะဒီ protein data မကပဲနဲ့เนาะတခြားခိုလင်းတို့เนาะဒီအမြင်စိတ်ဒီအုံနောက်ရဲ့စွမ်းဆောင်ရည်ကိုကောင်းစေတဲ့ဓာတ်တွေပေါ့နော်ပြီးအမြင်အာရုံကောင်းစေတဲ့ဒါမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီတစ်နေ့တာလုံးကိုနော်စွန့်ရင်အပြည့်နဲ့ဒီဥတွေစားသုံးပေးခြင်းအဖြစ်တစ်နေ့တာလုံးစွန့်ရင်အပြည့်နဲ့ဖြတ်တန်းနိုင်တယ်ပေါ့နော်အဲ့တော့နံပါတ်4ချက်ကပါလဲဆိုလို့ရှိရင်ဆန်နဲ့လောက်ထားတဲ့ဒီအရာတွေပေါ့နော်ဆန်တို့ပြီးရင်အုတ်မီတို့ပေါ့နော်အဲ့တော့ဆန်နဲ့အုတ်မီမှာဆိုလို့ရှိရင်နော်ဆန်ကတော့ကာဗွန်ဟိုက်ဒရိတ်များတာမှန်ပေမဲ့လည်းဆန်လဲဆန်အထိုက်အလျောက်တော့သူ့မှာကဒီ fiber တွေပါသူ့မှာကဗိုက်တာမင်တွေပါမယ်ပေါ့နော်ဒီအုတ်မီမှာဆိုလို့ရှိရင်တော့ fiber ဓာတ်ပုံများမယ်ကာဗွန်ဟိုက်ဒရိတ်တော့နည်းမယ် protein ဓာတ်လည်းပုံများမယ်ပေါ့နော်ဒါပေမဲ့လည်းကိုကြိုက်နှစ်သက်လို့ရွေးချယ်စားသုံးပေးလို့ရတယ်ပေါ့နော်ဥပမာဆန်နဲ့လောက်ထားတဲ့ပစ္စည်းတွေပေါ့နော်ဥမာမြန်မာမုတ်တွေရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဆန်ပြုတ်ပူပူလေးတို့နော်ပြီးလို့ရှိရင်ထမင်းကြော်တို့ဒါမျိုးတွေကိုလည်းမနက်စာအနေနဲ့စားသုံးပေးလို့ရတယ်ပေါ့နော်အဲ့တော့သိတဲ့အတိုင်းပဲဒီလိုမျိုးစားသုံးပေးခြင်းအဖြစ်ပေါ့နော်တစ်နေ့တာမှာလိုအပ်တဲ့ energy တွေကိုရပြီးတော့တစ်နေ့တာလုံးကိုဖြတ်တန်းနိုင်မှာဖြစ်တယ်ပေါ့နော်လန်းဆန်းနဲ့ဖြတ်တန်းနိုင်မှာဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်နံပါတ်5ချက်ပေါ့နော်ပဲအမျိုးမျိုးပေါ့နော်ပဲအမျိုးမျိုးကဆိုလို့ရှိရင်အရန်အောင်မှာနော်အားတန်မှုမြင့်ပါတယ်ပေါ့နော်ဒီအသီးရွက်ပဲစားတဲ့လူတွေเนาะအသားလုံးဝရှောင်တဲ့လူတွေဆိုလို့ရှိရင်เนาะဒီ protein ဓာတ်တွေကိုဒီပဲတွေကပဲရတာဖြစ်တယ်ပေါ့နော်သူတို့ဘာလို့ဒီအသားတွေငါးတွေမစားဘဲနဲ့သူတို့ကเนาะဘာလို့เนาะအသက်ရှိရှိနဲ့เนาะဒီစွမ်းရည်အပြည့်နေထိုင်နေဆိုလို့ရှိရင်ဒီပဲတွေကိုအားကိုးပြီးတော့နေတာပေါ့နော်ဒီပဲတွေမှာဆိုလို့ရှိရင်အသားဓာတ်တွေပါမယ်ပြီးလို့ရှိရင်တခြား antioxidants တွေ vitamin mineral တွေအကုန်ပါတာပေါ့နော်အဲ့တော့ဒီမနက်စာနေတဲ့စားသုံးပြီးမယ်ဆိုလို့ရှိရင်တော့အလွန်မှသင့်လျော်တယ်ပေါ့နော်အဲ့တော့ဒီထမင်းနဲ့ဒီပဲပြုတ်နဲ့ပေါ့နော်ဒါမျိုးလေးပေါ့နော်ပြီးလို့ရှိရင်ဒီပဲတွေကဆိုလို့ရှိရင်အမျိုးသမီးတွေနဲ့ကိုယ်ဝန်ဆောင်เนาะအမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်လည်းအရန်ကောင်းပါတယ်ပေါ့နော်နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်အရွက်အသီးတွေပေါ့နော်အစားပြောမယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဟင်းနုနွယ်ရက်ပေါ့ကစုံရက်ပေါ့နော်ဒီ western diet သူတို့ဒီအနောက်တိုင်းမှာဆိုလို့ရှိရင်တော့ဒီအသည့်ဒီကစုံရွက်ကအရွက်တော့မတူဘူးပေါ့နော်ဒါပေမဲ့သူတို့အဲ့ဒါတွေကိုတုပ်စားကြတယ်ပေါ့နော်ကိုရီစီမှာဆိုလို့ရှိရင်ဟင်းနွယ်တုပ်စားလို့ရတယ်တခြားအရွက်တွေတုပ်စားလို့ရတယ်ပေါ့နော်ဟင်းနွယ်ရက်ကဆိုလို့ရှိရင်လည်းနော်ဒီတန်ဓာတ်တွေပေါ့တခြားဒီ vitamin mineral fiber တွေများတဲ့ပြင်တခြားအဓာတ်တွေအများကြီးပါတာပေါ့နော်အဲ့ဒီခါကျတော့ဒီမနက်စာအနေနဲ့စားသုံးပြီးမယ်ဆိုလို့ရှိရင်တော့အလွန်မှအာဟာရရှိတယ်ပေါ့နော်
ဝေးထင်းခြင်းတဲ့လူတွေဆိုလို့ရှိရင်လည်းဒါအမတန်မှအသုံးဝင်နေပေါ့နော်နံပါတ်9ချက်ကဘာလဲဆိုလို့ရှိရင်เนาะ nuts ပေါ့နော်အခွန်မာသီးတွေပေါ့နော်အခွန်မာသီးတွေကဈေးတော့ကြီးတယ်ဒါပေမဲ့စားနိုင်တဲ့လူဆိုလို့ရှိရင်တော့အခွန်မာသီးတွေစားပေးပါဒါအရန်မှအကျိုးရှိပါတယ်ပေါ့နော်ဥပမာဆိုရင်တီဟိုစီးတွေပါမယ်ပြီးရင်တစ်ကြားသီးတို့เนาะဘာတန်သီးတို့တစ်အက်ဒမွန်ပေါ့နော်ဒီလိုအသီးတွေကဆိုလို့ရှိရင်เนาะfiber ဓာတ်များမယ်အမြင်ဓာတ်တွေရှိနေပေါ့နော်ပြီးရင် vitamin ဓာတ်တွေရှိနေ antioxidant ဓာတ်တွေရှိနေပေါ့သူတို့တွေကဆိုလို့ရှိရင်ဒီသွေးထဲမှာရှိတဲ့အချိုဓာတ်ကိုလည်းထိန်းညှိပေးတယ်ပြီးလို့ရှိရင်သွေးထဲမှာရှိတဲ့မကောင်းတဲ့အဆီတွေကိုလည်းဖယ်ရှားပေးတယ်ပေါ့နော်အဲ့တော့ဒီလိုဒီအခွန်မာသီးတွေကိုမနှက်စာအနေနဲ့စားသုံးပေးမယ်ဆိုလို့ရှိရင်လည်းဥပမာဆံပြုတ်ထဲမှာထည့်တာတို့ပေါ့နော်ပြီးအုတ်မီမှာထည့်တာတို့เนาะဒီလိုမျိုးစားသုံးပေးမယ်ဆိုလို့ရှိရင်လည်းဒါအရန်ကိုမှအကျိုးရှိတဲ့မနှက်စာပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ဒါမနက်စာအဖြစ်စားသုံးခြင်းနဲ့အစားအသောက်စားသုံးပေးနိုင်တဲ့အစားအသောက်9ခုပေါ့နော်အဲ့ဆိုရှင်အားလုံးအတွက်အကျိုးရှိမယ်ထင်ပါတယ်เนาะနောက်ဗီဒီယိုဒီမှာလည်းအခုလိုကျမကြီးနဲ့ပတ်သက်ပြီးတော့ဘုလူသားတွေကို share ပေးမှာဖြစ်လို့ပေါ့နော်စောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အားလုံးပဲတာယာပျော်ရွှင်တဲ့ညနေခင်းလေးဖြစ်ပါစေเนาะကျမပျော်ရွှင်ပါစေရှင်ဘိုင်ဘိုင်